မင်္ဂလာပါဒီနေ့ကတော့2026ခုနှစ်ဇူလိုင်လ19ရက်နေ့မြန်မာနိုင်ငံရဲ့89ကြိမ်မြောက်အာဇာနည်နေ့ဖြစ်ပါတယ်ဒီလိုနေ့တွေကိုရောက်ရှိလာပြီဆိုလို့ရှိရင်တော့ဦးစင်းကတော့ဦးစင်းတို့ရဲ့ဆရာကြီးဦးတူးမောင်အာဇာနည်နေ့တိုင်းမှာပြောခဲ့တဲ့စကားအမြဲတမ်းအမှတ်ရပါတယ်ဆရာကြီးကအမြဲတမ်းအားနဲ့မာန်နဲ့တပည့်တွေကိုအာဇာနည်နေ့မှာစနစ်တကျ assembly လုပ်ပြီးတော့တခြားပြောပါတယ်အဲ့လိုပြောတဲ့အခါမှာဆရာကြီးကတပည့်တို့တဲ့မျက်ရည်သွန်လို့ဘဝင်ညှို့ဇူလိုင်19ဆိုပြီးတော့ငါတို့တွေကဆက်ပြီးငိုနေရမှာမဟုတ်ဘူးကွာအာဇာနည်ကြီးတွေကိုနှမျောတတ်ဖြစ်ပြီးတော့ငြိမ်သက်နေတဲ့အချိန်မှာသူတို့ရဲ့တိုင်းပြည်နဲ့လူမျိုးအပေါ်ကိုကြိုးမဖက်အသက်ဆွန့်ပြီးတော့ပြည့်စက်ခဲ့တဲ့ကျေးဇူးတရားတွေကိုတပည့်တို့မြင်အောင်ကြည့်အောင်သိအောင်လုပ်အောင်အဲ့ဒါတစ်ချက်နောက်တစ်ချက်ကတဲ့တိုင်းပြည်နဲ့လူမျိုးအတွက်မလျှော့သောဇွဲလုံးလာဝရိယတွေနဲ့ကြိုးစားပန်းစားအထုတ်ခဲ့တဲ့သူတို့ရဲ့ခွန်အားတွေတပည့်တို့ရဲ့အသွေးတွေအသားတွေရောက်အောင်အတူယူထားကြရအောင်ယူထားကြဆရာကြီးနောက်ဆုံးတစ်ချက်ကတော့သူတို့အသက်ပေးပြီးတော့ထားရခဲ့တဲ့ငါတို့အမိမြန်မာနိုင်ငံတော်ကြီးကိုတပည့်တို့ဆက်ပြီးတော့တာဝန်ယူပေးလိုက်ကြဆရာကြီးရဲ့စကားနော်အခုအချိန်မှာစဉ်းစားကြည့်တော့တော်တော်ကိုအဓိပ္ပာယ်ရှိတယ်နော်ဦးစင်းကမှတ်ထားတော့အဲ့ချိန်တုန်းကဒီလောက်တန်ဖိုးရှိမှမသိဘူးအခုပြန်စဉ်းစားကြည့်တော့တကယ်ကိုတန်ဖိုးရှိတယ်ဦးစင်းတို့နှမျောတတဖြစ်ုံနဲ့မလုံလောက်ဘူးရှေ့ဆက်ပြီးတော့တိုင်းပြည်ကိုတာဝန်ယူရမယ်အာဇာနည်ပုဂ္ဂိုလ်ရဲ့ကျေးဇူးတရားကိုသိရသူတို့ရဲ့ကောင်းတဲ့အချက်တွေခွန်အားအဖြစ်အတူယူရမယ်ဒါဆရာကြီးရဲ့ဆုံးမစကားပေါ့ဗျာအာဇာနည်နေ့နဲ့ပတ်သက်ပြီးတော့ဆရာကြီးပြောနေကြစကားပေါ့နော် gratitude inspiration responsibility အဲ့ဒီသုံးချက်အရေးကြီးပါ